မင်္ဂလာပါ channel B ကနေကြိုဆိုပါတယ်ဖိလစ်ပိုင်ကလစ်ကိုအသုံးပြုပြီးဖုန်းနဲ့ပဲပုံလေးတစ်ပုံရေးဆွဲတင်ဆက်လိုက်ပါတယ်ပုံလေးကိုလက်စတတ်ပါမယ်။မြញ្ញမ်းပြုခဲ့တဲ့မူရင်းပုံကိုလည်းရှင်တွဲပေါ်ပြလိုက်ပါတယ်။အခုတော့ဒီလောက်ပါပဲ။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ။